သူနဲ့သာဆိုရင်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 ဘယ်လိုပင်ဝေးပါစေလိုက်မှာပဲမြင်မခွဲပဲရှင်သူနဲ့သာဆိုရင်ဘယ်နံလဲမမွေတဲ့လမ်းဝင်ကျဲတွေမစိုးလာမိုက်တော့ညတွေဆန်းရည်ပင်ဘူလောင်မီလီယံတွေလာဆိုတာရှင်မတွေ့တော့ခဲခလာစီရှောက်ချင်တယောက်ကိုတယောက်တွေ့လို့တသက်ကွာမခွဲစင်လက်ကိုခိုင်ခိုင်ရှက်မဲ့သူနေသာဆိုရင်တဲမကောချီချင်းမျက်နှာယူရနောင်တဲ့မရှိရင်တယောက်တွေမနေနိုင်အောင်စိတ်မှာပဲတဲ့မကောချီချင်းမျက်နှာယူရနောင်နေငယ်တယောက်မရှိရင်တယောက်တွေမနေနိုင်အောင်စိတ်မှာပဲတောင်းတာထောင်းထားဆုလို့ကောင်းတယ်သူနဲ့သာဆိုရင်ဘယ်လိုပင်ဝေးပါစေလိုက်မှာပဲမြင်မခွဲပဲရှင်သူနဲ့သာဆိုရင်ဘယ်နံလဲမဝေးတဲ့လမ်းဝင်ကျဲတွေမဆုံးလာမိုက်တော့ညတွေစမ်းရည်ပင်ဘူလောင်မီလီယံတွေလာဆိုတော့ရှင်မတွေ့တော့ခလာစီရှောက်ချင်တယောက်ကိုတယောက်တွေ့လို့တသက်မကွာမကွဲစင်လက်ကိုရှယ်ရှက်မဲ့သူနဲ့သာဆိုရင်တဲ့မကောချီချင်းမျက်နှာယူရနောင်နေငယ်တယောက်မရှိမကောချီချင်းမျက်နှာယူရနောင်တဲ့ငယ်တယောက်မရှိတယောက်တွေမနေနိုင်အောင်စိတ်မှာပဲသူနဲ့သာဆိုရင်ဘယ်လိုပင်ဝေးပါစေလိုက်မှာပဲမျက်မခွဲပဲရှင်သာဆိုရင်ဘယ်နံလဲမမွေးတဲ့လမ်းဝင်ကျဲတွေမဆုံးလာမိုက်တော့ညတွေစမ်းရည်ပင်ဘူလောင်မီလီယံတွေလာဆိုတော့ရှင်မတွေ့တော့ခဲခလာစီရှောက်ချင်တယောက်ကိုတယောက်တွေ့လို့တမခွာမခွဲစင်လက်ကိုခိုင်ခိုင်ရှက်မဲ့